မေခောက်မှာလား အမဲခောက်မှာလားကျက်ဆန်ပြုတ်ဒီတိမုတ်လေးထဲတော့ကောင်းတယ်ပြအရှင်လေးနဲ့လိုက်တယ်တော့သူကနိုးကြောက်ဖက်တွေရောပြီးဒါကတော့မုံလုံးကြီးပေါ့ဦးလေးပေါ့နော်အမဲခောက်မှာလားမဲခောက်မှာလားရဲ့ပြီးတော့ဟိုဒီကြက်တောင်မန်oh sorry ကြက်ဆန်ပြုတ်ကြက်သားဆန်ပြုတ်ကိုအမဲကြော်နဲ့ဟုတ်အမဲဥလူချန်တုတ်ပွဲတာပဲဒါပဲချိန်ပွင့်တာညနေပိုင်း3ခွဲလောက်ဆိုခွင့်အော်3ခွဲအမေခောက်မှာလားအမဲခောက်မှာလားဟာတပွဲဘယ်လောက်တော့9000ပါ9000ဘုံကြက်ဘုံဦးကျန်းကျုပ်ကဆိုတာဘယ်လောက်အမှတစ်ခွက်တပွဲ9000ဟော9000အမဒီကြက်သားဆန်ပြုတ်ဘယ်လောက်ဟော4000ကရှင်စာပေါ့နော်ဒီမှာဆန်ပြုတ်လာစားတာစမ်းကြောင်းဗဟိုလမ်းပေါ်ကညောင်းမြလမ်းနဲ့ဖျာပုံလမ်းကြားမှာရှိတယ်ကရှင်စာလေးကရှင်ဆန်ပြုတ်လေးတွေပြီးတော့မဲကြောမာလာလေးတွေကြက်ချစ်တော့ဂျူမြင့်အစုံရတယ်ပြီးတော့သူကဒီဆန်ပြုတ်ကိုဒီမှာအရှင်နဲ့သူကစားရတာပေါ့နော်ဒီမဲ့ဆန်ပြုတ်ကတော့ပြစ်ပြစ်လေးတော့ပို့လို့ရှိရင်ဒီမှာစားချပေးထားရင်ငှက်သီးအဆက်စားခြင်းငှက်သီးမုံထဲပေါ့နော်ငှက်သီးမုံလေးထဲတော့ကောင်းတယ်ပြီးအရှင်လေးနဲ့လိုက်တယ်တော့သူကထဲနေပြီးစားရင်တော့အရသာပို့ပြီးတော့ရှိရဆန်ပြုတ်ကြီးတီးတက်စားရင်တော့ဆန်ပြုတ်ရတာပဲရမှာပေါ့နော်အမဲကြောမှာလားဂျူးမြင့်လေးနဲ့တက်ချောက်ဂျူးမြင့်မှာလာလည်းရှိရဲအယိုးလွတ်လည်းရှိရဲဒူးစစ်လည်းရှိရဲပေါ့နော်မာရအောင်ကောင်းတယ်မဲတော့ရယ်မာဆက်ဆက်ကလေးနဲ့တုံလေးဥတုံလေးစားတယ်အမဲဥနုချမ်းရှင်ဆက်လေးတုတ်ထားပါဘောနော်ဒီအမေရောမှလာတယ်ကောင်းတော့ဘယ်လိုထိုးရှင်းလဲများတယ်ဟုတ်ဒီဘက်ကိုရောက်နေတဲ့ဒီဆိုင်လေးကလည်းအရင်ကမြင်နေတာစားကျင်တယ်ကိုကဒေသစာလေးဆိုရင်အရန်ကြိုက်တယ်ဆိုတော့လေဆံမျိုးကလည်းယူနာအတိုင်းပောက်လို့ရှိရင်တော့ဆံမျိုးရတာတီးတက်မယ်ရမှာပေါ့နော်ခုလိုမျိုးဒီကော်ဖီရှင်တွေငသီးမုတ်လေးထည့်ပြီးစားလို့ရှိရင်ပို့ပြီးတော့ရတာပြည့်စုံတယ်နားကကြိုက်တယ်ဒီမှာကျုပ်လို့တော့ဗောနော်အေးပိုင်းဒေသတွေမှာကျတော့ဒါတွေအားရှိအောင်တောက်ကြရပါတော့ပူပူလေးသူကဒီထဲမှာမလေးပူလိုက်တာနိုးကြောက်ဖက်တွေရောပြီးဒါကတော့မုံလုံးကြီးပေါ့ဦးလေးပေါ့နော်ပြီးလှော်စာတွေရောပြီးကြက်ဥရောပေါ့နော်ပါပါတယ်ဒါလေးကနော်အရှုံးလဲရမ်းမများပဲနဲ့အစိမ့်လေးပေါ့နော်ဒီမှာကောက်မြင်းလေးလည်းပါတယ်ဆိုတော့ကျက်ဥညှိတော်ကြီးနန်းနေမဟုတ်သူကကျက်ဥကိုဖောက်ထည့်ပြီးတော့မှခဏထားအကြအောင်ထားပြီးတော့မှဒါခတ်ပေးရပေါ့နော်ဒါတော့အားရှိရပေါ့နိုးကြောက်လေးဝါပြီးတော့ပို့ပြီးတော့စိမ့်သွားမကျက်ဥဆိုတာဘယ်လောက်လဲဟော9000တပွဲ9000ဒီအမေကျောင်းမှာလာရမ်းကြိုက်တယ်ဟိုချက်ရှိတော့မှာလာတော့ဘာလို့ဆိုလဲစားကောင်းမဲ့ပုံလေးပဲသူကလေအရိုးလွတ်လည်းရှိရဒူးစွတ်လည်းရှိရဆိုတော့မဲဥလူကျန်ကတော့ပုံမှန်ရတာပါပဲမဲဥလေးကတော့ဘလို့ညှိတော့မလန်ဘူးစားရတာတော့ချက်ပေးရရှင်ဆက်လေးဆိုတော့လေသမင်းပြူနဲ့စားရင်တော့ကောင်းတယ်အဲ့တော့ဒါဘလော့ကလမ်းကြုံလို့စားလဲစားခြင်းညာနဲ့ဒါဘလော့လေးရိုက်ပြီးအားလုံးဝင်မြတ်ပေးလိုက်ပါတယ်နောက်ထပ်ဘလော့တွေမှာပြန်ပြပါမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပါ